မောဟရဲ့ဝိလာပစ္စယသင်္ခါရလေးပြောလိုက်ရွှေလိုက်ဘုရားရဲ့ကဘေးဟာမတည်မြဲဖောက်လွယ်ဖောက်ပြန်အကြောင်းခံကဲမစကားလောဘရဲ့ဒေါသရဲ့မောဟရဲ့ဝိဇာပစ္စယသင်္ခါရလေးပြောလိုက်ရွှေလိုက်ဘုရားရဲ့ကဘေးဟာမတည်မြဲဖောက်လွယ်ဖောက်ပြန်အကြောင်းခံကဲမစကားဝိပန်လာဖြစ်ချင်တာလည်းမဖြစ်ရပါမဖြစ်ချင်တာပဲဖြစ်ရတာအော်မဖြစ်ချင်တာတွေပဲဖြစ်ရတာဖြစ်ချင်တာလည်းမဖြစ်ရပါသုံးစရဘောဝိတွေးရောက်မှာကယူကင်းရှုပ်တဲ့ဒီဘုံမှာ